ဒီကလိုများလက်ပတ်နေတဲ့ကမ္ဘာမြေကြီးက9စက္ကန့်လောက်လေးရပ်တန့်သွားခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲအဲ့ဒီအချိန်အတိုင်း9စက္ကန့်လေးအတွင်းမှာကမ္ဘာပြကိန်းကြီးဖြစ်သွားနိုင်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးဟာကြည်စံရထားတဲ့မြန်နဲ့အမြန်နှုန်းတနာရီ1600ကီလိုမီတာနှုန်းနဲ့အရှိရက်ကိုလွှင့်ထွက်သွားနိုင်ပါတယ်တစ်ချိန်တည်းမှာပဲဆူနာမီအကြီးကြီးတွေဖြစ်မယ်မိုးမျှော်တိုက်တွေပြိုမယ်ငလျင်အကြီးကြီးတွေလုံမယ်မီးတောင်တွေပါပောက်ကွဲတဲ့တွေဖြစ်လာနိုင်ပါတယ်9စက္ကန့်ပြည့်သွားရင်တော့ကမ္ဘာကြီးကသူ့ဝင်ရုပ်ပေါ်မှာပုံမှန်တိုင်းပြန်လည်လက်ပတ်နေမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကကျွန်းထုံးမောက်ခုံဖြစ်နေပြီးတော့တက်ရှိမျိုးစိတ်အလုံးကြီးပါလည်းမျိုးသုံးပြောက်ကွယ်သွားနိုင်ပါတယ်ဒီလို apocalypse ကြီးပြီးသွားရင်တော့မှကမ္ဘာပေါ်မှာအသက်ရှင်ကျန်နိုင်တဲ့မျိုးစိတ်တွေကလည်းရှိနေပါသေးတယ်။အင်လယ်ရေနက်ပိုင်းမှာနေတဲ့သတ္တဝါတွေဘက်တီးရီးယားတွေပိုးမွှားတွေပြီးသွားလို့ရှိရင်တွင်းအောင်နေတဲ့သတ္တဝါတချို့ရဲ့ပြီးရင်ကျွန်တော်တို့အားလုံးချစ်ကြတဲ့ပိုးဟတ်တွေပဲဖြစ်ပါတယ်။တကယ်လက်တွေမှာတော့ကမ္ဘာကြီးကသူ့ဝင်ရိုးတိုင်းလက်ပတ်နေတာရပ်တန့်သွားမှာမဟုတ်ဘဲနဲ့တင်းနဲ့သူမရဲ့ဆက်ဆံရေးတွေသာရပ်တန့်သွားမှာဖြစ်ပါတယ်